မင်္ဂလာပါအခုဒီနောက်ထပ် permutation combination နောက်ထပ်ပုံစံတစ်ပုဒ်ကိုဆက်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာမေးခွန်းအားဆိုလို့ရှိရင် how many four digit numbers can be found from the digit 2 3 4 5 6 and 7 without repetition okay ဆိုတော့ဒီမှာအမတို့ရဲ့ question ဒီဘာလဲဆိုလို့ရှိရင် digits ဒီခဏန်းလေးတွေ1 2 3 4 5 6ခွန်ဆိုတဲ့ခဏန်းတွေရှိတယ်အဲ့ဒီ1 2 3 4 5 6ခွန်ဆိုတဲ့ခဏန်းတွေကအမတို့က4 digit numbers အမတို့ကခဏန်းလေးလုံးပါတဲ့ခဏန်းတွေကိုဘယ်နဲ့ခဏန်းလောက်ယူလို့ရမလဲရွေးထည့်လို့ရမလဲဆိုတာကိုမေးထားတာဖြစ်တယ်ဆိုတော့အမတို့ကဒါဒီ combination လား permutation လားကိုအမတို့ကပြန်ကြည့်ဖို့လိုအပ်လာပြန်ပြီပေါ့နော်ဆိုတော့ဒီအချိန်မှာအမတို့က combination လား permutation လားကိုသိရဖို့အတွက်ဒါဒီ order အရေးကြီးလား order အရေးမကြီးဘူးလားဆိုတော့အမတို့ပြန်ပြီးတော့ဆုံးဖြတ်ဖို့လိုမယ် okay ဒါဆိုရင်အမနဲ့လိုက်ကြည့်အောင်1 3 4 5 6ခွန်ဆိုတဲ့ဒီခဏန်းတွေကခဏန်းလေးလုံးကိုရှုမယ် maybe 4560ခွန်ဆိုပြီးတော့အမယူလိုက်တဲ့456ခွန်ကနေရလာတဲ့4560ခွန်နဲ့နောက်အမထပ်ယူလိုက်တဲ့9645ဆိုတဲ့ကောင်ကိုယူလိုက်မယ်ဆိုတော့ဒီမှာကြည့်အမတို့ခဏန်းလေးလုံးပါတဲ့ဒီခဏန်းတွေကိုသူပေးထားတဲ့2 3 4 5 6ခွန်ဆိုတဲ့ digits တွေကနေပြန်ယူလိုက်တယ်ဆိုတော့4560ခွန်နဲ့9645အကုန်လုံးမှာပါတာဒီ456ခွန်ပဲဒါပေမဲ့ဒီ digits လေးလုံးဒီသူ့ရဲ့တန်ဖိုးတူသေးလားမတူတော့ဘူးဟုတ်တယ်နော်4560ခွန်က4000ကျော်တန်ဖိုး9645 9000ကျော်တန်ဖိုးဒါဆိုရင်ဒီ numbers နှစ်ခုဒီသူ့ရဲ့ value ကမတူတော့ဘူးဒါဆိုလို့ရှိရင်အမတို့ဒီမှာဘာအရေးကြီးသွားလဲဆိုရင်သူ့ရဲ့ orders အရေးကြီးသွားတယ်ဟုတ်တယ်နော်7ရှေ့ဆုံးရောက်တဲ့ orders 4ရှေ့ဆုံးရောက်တဲ့ orders မတူတော့ဘူးအရေးကြီးသွားပြီအဲ့လိုပဲ9654နဲ့9645နဲ့လေအမတို့9နဲ့4နဲ့ order ချိန်သွားတာနဲ့ကိုသူ့ရဲ့တန်ဖိုးချိန်သွားတာဆိုတော့ဒီမှာလေအမတို့ဘာအရေးကြီးသွားလဲ orders ကအရေးကြီးသွားတယ်ဟုတ်တယ်ဟုတ်ဒါဆိုရင်ဒီပု္ပ္ပစာဒီဘယ်လိုပု္ပ္ပစာမျိုးလဲဆိုရင် order အရေးကြီးတဲ့ permutation ပု္ပ္ပစာဖြစ်ပါတယ်ဟုတ်ပြီနော် permutation ပု္ပ္ပစာဆိုအမတို့ permutation ထုတ်ပု္ပ္ပစာတွေအရသူ့ရဲ့ formula ကိုသုံးမယ် NPR is equal to n factorial by n minus r factorial ကိုအမတို့သုံးမယ်ဟုတ်ပြီဒါဆိုရင်အမတို့ထပ်ပြီးတော့စစ်မယ် n ကဘယ်လောက်လဲ r ကဘယ်လောက်လဲ n ဒီဗာလဲ digits ဘယ်နှလုံးနဲ့ရွေးမှာလဲ2 3 4 5 6ခွန်6လုံးဟုတ်တယ်နော်အဲ့တော့ n ဒီ6လုံးနဲ့ရွေးမှာဆိုတော့ n ဒီ6ဘယ်နှလုံးကိုပြန်ပြီး choice မှာလဲ4 digit numbers လေးလုံးကိုပြန်ပြီးတော့ choice မှာဖြစ်တယ်ဒါဆိုတော့ r ဒီ4ဖြစ်တယ်အဲ့ဆိုရင်အမတို့ n6 r4 နဲ့ permutation ပု္ပ္ပစာတွေကိုအမတို့ကဒီတွင်းရတော့မယ်ပေါ့နော်အဲ့တော့ကြတော့ n က6ဖြစ်တယ် r က4ဖြစ်တယ် permutation ဆိုတော့ NPR is equal to n factorial by n minus r factorial ဖြစ်ပါတယ်ဒါဆိုရင် n နေရာမှာ6ကိုအစားသွင်း r နေရာမှာ4ကိုအစားသွင်းဆိုတော့6p4 is equal to 6 factorial by 6 minus 4 factorial ဖြစ်တယ်ဆိုတော့6 factorial by 6 minus 4 factorial ဆိုတော့6 minus 4က2ပဲကျန်မယ်2 factorial ဒါဆိုရင်6 factorial by 2 factorial ဆိုတော့6 5 4 3 2 1 by 2 into 1ဆိုတာရမှာပေါ့ဒါဆို2 into 1နဲ့တရားကခြေလို့ရတယ်ဆိုတော့အမတို့ဗာလဲ6က5က4ရဲ့3ရဲ့ကိုအမတို့မြှောက်ပေးရမှာဖြစ်တယ်အဲဆိုတော့အမတို့ကြည့်ရအောင်6နဲ့5နဲ့6 multiply 5 multiply 4 multiply 3မှာဘယ်လောက်ရမလဲဆိုလို့ရှိရင်360ဆိုပြီးတော့ရတယ်ဆိုတော့ဒီဟာဒီအမတို့ကနန်းခုနက2 3 4 5 6ခွန်းဆိုတဲ့ကနန်းကနေယူပြီးတော့4 number digits ဘယ်နှလုံးလုပ်လို့ရလဲဆိုလို့ရှိရင်360 360လုံးလုပ်လို့ရပါတယ်โอเคပါကဲအဲဆိုရင်ဒီဗီဒီယိုလေးအတွက်ကျေးဇူးတင်ပါတယ်